ဒီနေရာဘယ်နားမှာရှိလာလဲဆိုတော့စီယန်ပါလာကွန်းရဲ့9လွာမှာရှိတာဖြစ်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါ AK ဘိုင်းဘလော့နေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ခဏသွားမယ့်နေရာစီယန်ပါလာကွန်းမှာရှိတဲ့ဒီ Galaxy Samsung လုံးဝအခုမှတစ်ဖွင့်ထားတဲ့နေရာကိုသွားမှာဖြစ်ပါတယ်အဲ့နေရာကိုကျွန်တော်နဲ့တူချက်လောက်လိုက်ကြည့်လိုက်ပါအောင်တော်လေးမိုက်ပါတယ်ဒါအထက်ဒီဥစ္စာတော့အထက်ထဲကိုဝင်လာတဲ့နေရာပေါ့မာသူများရတော့ဖိုတိုရှူတလုပ်နေပါတယ်ဒါလေးတော်တော်လေးမိုက်ပါတယ်တော်လေးအထားကြပါဒီနာဒီမှာပေါ့ဒီဥစ္စာဆိုလို့ရှိရင်လောကတကယ်မိုက်တယ်လောကဗျာတခြားကဘာကိုရောက်သွားပြီးတော့အဲ့ရောက်သွားတဲ့အထာမျိုးအဲ့ဖီမျိုးအဲ့ဘိုက်ကိုအများကြီးခံစားရမယ်ဗျာဒီမှာရှိမှတော့ရိုက်နေပါတယ်ကောင်းလေးတယောက်ရိုက်နေပါတယ်မာလေးတော်လေးထားကြပါတယ်ဒီဘက်ကိုဆိုလို့ရှိရင်ကြည့်လိုက်ဒီဘက်မှာမိုက်ပါတယ်ဗျာဒီဥစ္စာပါဒီရောက်မှာအယုတ်တွေလည်းရောင်းပါတယ်ရေမွေးတွေပါလည်းရောင်းပါတယ်ဒီမှာဒီနေရာကြီးဆိုလို့ရှိရင်တော်တော်လေးလှတယ်ဗျာတော်လေးအထားကြပါတယ်ဗျာဒီမှာဒီဥစ္စာဖြစ်ပါတယ်ဒီကတော့ဒီကျွန်တော်တွေ့ရလွှာနေပြီးတော့ဒီနေရာဘယ်နားမှာရှိလာလဲဆိုတော့စီယန်ပါလာကွန်းရဲ့9လွှာမှာရှိတာဖြစ်ပါတယ်ဒါမျိုးမိတ်ကလေးဆိုလို့ရှိရင်တော့တော်လေးမိုက်တယ်ဗျာဘာလို့လဲဆိုတော့ဒီကဒီပန်းနေပါရင်လည်းလုံးဝဟိုလိုမျိုးဟိုပြောတော့တောင်အထားရေးပါရင်လည်းတခြားလေးလောက်ထားတာဗျာတော်လေးထားကြတယ်မိုက်တယ်ဒီမှာကြည့်promotion တွေလည်းရှိပါတယ်ဒီမှာတကားလက်ကင်တွေပါတယ်ခွက်တွေပါတယ်လည်းကြော်ညာပေါ့နော်ဒါဆိုလို့ရှိရင်မှာတကားလက်ကင်တွေပါတယ်ကျေဥစားမိုက်ပါတယ်ကြော်ပြပြီဒီကနေကြည့်လို့ရတယ်ဗျာဒီမှာဒီရှေ့ကကောင်မလေးဒီမှာကြည့်ဒါကင်မရာလေးကနေတော့လမ်းကြည့်ဒီမှာဆိုလို့ရှိရင်ဒီကနေပြီးတော့ဒီကောင်မလေးလမ်းကြည့်လို့ရတယ်ဒီမှာကြည့်အခုဒီကင်မရာဒီနောက်ဒီလိုမျိုးကြည့်ပါဒီပေါ်ကြည့်ပါတော့မိုက်တယ်ဗျာတော်လေးထားကြပါလေကျွန်တော်ဒီနားလေးကိုလာလေကြည့်ပါဒီနားဆိုလည်းဒီလိုမျိုးအပေါ်စီးကနေတော့ကြီးလို့ရတဲ့ feel ကတော်တော်လေးမိုက်ပါတယ်။တော့ဘယ်လိုပြတော့ခက်တဲ့ကပောက်ရောက်သွားတဲ့ feel မျိုးကိုအပြည့်ဝရတယ်။မကြည့်ဒီဘက်ကလေကားလေးဆိုတော့ကြည့်လိုက်အောင်လုံးဝမသိပန်းနေပါနဲ့တခြားလောက်တာတော်လေးမိုက်တယ်ဟိုဘက်ကိုဆိုတော့ကြည့်လိုက်။ဟိုရေကြီးကြနေတာဆိုလည်းလို့ပဲ NCT surprise နဲ့တခြားလောက်ပြီးတာဒီပေါ်မှာကြည့်အောင်မှာလိပ်ပြရောပန်းတွေရောဒါပါဒီလေကားလေးမှာရိုက်မယ်ဆိုတော့ပုံလေးတော်တော်မိုက်ပါတယ်တော်တော်လေးလှပါတယ်ဗျာ